ဒီနေ့ကတော့ကျွန်တော် basketball green ကိုကျွန်တော်သွားမှာပဲဓာတ်ပုံသွားရဖို့ပေါ့နော်ကျွန်တော်ဒီဓာတ်ပုံတနာရီ session ထားတယ်ဆိုတာဓာတ်ပုံသွားရပြီးမှဖြစ်ပါတယ်9 မိနစ်လောက်တော့မောင်းလိုက်ရပါတယ်အဲ့တော့ရောက်ပါပြီဒီ national basketball court ပေါ့နော်ကျွန်တော်နေတဲ့ဒီဒလတ်မျိုးရဲ့ national basketball court ပေါ့ဓာတ်ပုံသွားရပြီးတာပါကျွန်တော်ရောက်သွားတော့ကစားတဲ့လူတွေကကစားနေပြီပေါ့နော်အဲ့နဲ့ကျွန်တော်ကင်မရာထုတ်ပြီးစာရိုက်ပါတော့လေစောကြတဲ့လူတွေကတော့တက္ကသိုလ်ကျောင်းသားတွေတော့များရပါတော့ဒါဘေးမှာလည်းဒီကလေးတွေဘောလုံးလေးကျင့်တဲ့ဟာလေးလည်းရှိတယ်ပေါ့နော်ငယ်ငယ်လေးနဲ့အကုန်လုံးလေးကျင့်နေကြတယ်မစိုးအောင်အကုန်လုံးလေးရတယ်သူ skate တဲ့သူပါပဲအဲ့လိုနဲ့ကျွန်တော်တပ်ပုံရိုက်ပြီးွားနဲ့ကျွန်တော်ပြန်ပါတယ်ညဘက်ဆိုတော်တော်အေးနေပြီဗျဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်ရိုက်ထားတဲ့ပုံကိုကျွန်တော်နည်းနည်းတင်ထားပြီးပါမယ်